Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တယောက်နဲ့ဝိုင်းနဲ့ခဲကိုမှတယောက်နဲ့တယောက်ကြည့်အောင်လုပ်နည်းလေးကိုပြောပြတော့မှာဖြစ်ပါတယ်ဒါပေမဲ့မဖြောက်ရသေးဘူးဟာဒါပေမဲ့ပေါ့နော်ဒါပေမဲ့မလုပ်သေးပါဘူးအရင်မကောင်မအရင်ဆုံးဒီဝိုင်းစီကိုအရင်သွားပါဝိုင်းစီကိုသွားပါဝိုင်းကနေကြတော့ဖြစ်နေပေါ့နော်ထားလိုက်တော့ဝိုင်းကကြည့်နေတယ်ပေါ့နော်ဘာလို့များကြည့်နေလဲမသိဘူးပေါ့နော်သူမကြည့်အောင်လုပ်ထားတယ်လေဒီဟုတ်တယ်မကြည့်နဲ့ဟာကြည့်နေပဲနဲ့ဘောနော်အဲ့လိုမျိုးတွားလိုက်လို့ဘိုင်းကကြည့်နေတာဆိုလို့ရှိရင်မကြည့်ချင်ဘူးဆိုလို့ရှိရင်ဘောနော်ဒီသူမကြည့်ဘူးဆိုလို့ရှိရင်ဒီငါလက်ဒီလေးရောင်ကြီးပဲတွတ်လုံနေဒီထဲဝင်ရဒီဟာလေးကိုနှိပ်ပါဒီမှာပြထားတယ်သူကချော်ထွက်နေရပါနော်လို့ရှိရင်ဒီဟာလေးဒါလေးကိုနှိပ်ပါဝိုင်းထားတာလေးပေါ့နော်ပြီးလို့ရှိရင်တော့တရနာကဟာလေးပေါ့နော်သူကကြည့်နေလို့မကြည့်ချင်ဆိုလို့ရှိရင်ဒီဟာလေးဒါလေးတက်ကိုအမှန်ကြည့်ချင်မှာပါမှန်ချစ်လေးချစ်လိုက်ရင်သူကမကြည့်တော့ဘူးပေါ့နော်တခြားကိုကြည့်နေပါတယ်ကိုကကြည့်နေတယ်ဆိုလို့ရှိရင်အဲ့ဒီမှန်ချစ်လေးကိုဖျောက်လိုက်ပါအဲ့ဆိုရင်ကြည့်နေတယ်ပေါ့နော်ခဲကလည်းကြည့်ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီဆွမ်းနာအတိုင်းပါပဲဒီဘက်ကမဟုတ်တဲ့ဒီဘက်ကအကွက်လေးကိုအမှန်ကြည့်ချလိုက်မှာပါအဲ့ဆိုရင်ခဲကပေါ့နော်ကြည့်နေတယ်အမှန်ကြည့်ကိုတေးချအောင်လို့အမှန်ကြည့်ကိုဖျောက်ပြမယ်ပေါ့နော်ဖျောက်လိုက်တော့ခေါင်းလေးကအောက်ကိုငုံသွားတယ်ဒီလိုလှုပ်လိုက်တော့ကြည့်သွားတယ်နော်ဒီလိုလှုပ်လဲသူကကြည့်နေတယ်ပေါ့နော်ဘိုင်းကလည်းတမပေါ့နော်လိုက်ကြည့်နေတယ်ပေါ့နော်အဲ့လိုလေးပါလိုမျိုးမှန်ချစ်လေးချစ်ထားရမှာပေါ့နော်အဲ့လိုမျိုးလေးပေါ့ခဏတော့ကလိုလှုပ်ပြတယ်လို့လှုပ်ရမှာပါအလုံးကိုကျေးဇူးတင်ပါတယ်တို့အလုံးပဲပါပါလို့ပြောအားလုံးပဲပတ်ပါရော